မိန်းကလေးတစ်ယောက်ရဲ့သာမန်စွမ်းပြုတ်တစ်ခွက်ကအစာတောက်ကြီးကြမ်းလုံးတဲ့ CEO တစ်ယောက်ကိုဒီလောက်ထိဆွဲဆောင်နိုင်လိမ့်မယ်လို့ဘယ်သူကထင်ထားမှာလဲအိမ်ပေါ်ပေါင်း1000ကျော်ကိုအလုတ်ဖြုတ်ခဲ့တဲ့ကတ်တန်လုံးတဲ့ CEO ကသူမရဲ့စွမ်းပြုတ်ကိုမျက်ရည်ရှက်ရည်စားသုံးနေတာကိုမြင်လိုက်ရတဲ့အိမ်တော်ရင်းတွေအလုံးအားသင်တော့ကြပါတယ်သူမဟာ CEO ကိုစိတ်ကြီးနဲ့အောင်လုပ်ပေးနိုင်တဲ့ပထမဦးဆုံးသောမိန်းကလေးပေါ့ဒါဟာကံကြမ္မာကမျက်နှာသားမပေးခဲ့ပါဘူး CEO ကိုစံပြုတ်ထပ်ထည့်ပေးဖို့ပြင်နေတော့မှပဲသူမရဲ့အင်ကြီးကျယ်သီးလေးကစံပြုတ်ပကံနဲ့ကိုပြုတ်ကျသွားခဲ့ပါတယ်။ရှယ်လုံးလိုအခန်းထဲပြေးသူဝင်သွားခဲ့ပေမဲ့လည်းသူမဟာငါတော့အလုပ်ပြုတ်တော့မှာပဲဆိုပြီးစိတ်ပြက်လက်ပြက်ဖြစ်နေခဲ့တာပေါ့။အရှက်မရကျင်တော့တဲ့သူမဟာကိုယ်သဘောနဲ့ကိုအလုပ်ထွက်ဖို့အထုပ်အပိုးတွေပြင်ဆင်နေတော့မှပဲဖုန်းထဲကိုမက်ဆေ့တစ်ခုရောက်လာပါတယ်။ CEO ကညနေစာအတွက်သူမလုပ်တဲ့စံပြုတ်ကိုပဲထပ်စားခြင်းနဲ့လေ။ညနေခင်းမှာတော့သူမဟာအကောင်းဆုံးပြင်ဆင်ထားတဲ့စံပြုတ်ပြောင်းမှုစံပြုတ်ကို CEO စီယူဆောင်သွားခဲ့ပါတယ်။အော်စရာကောင်းတာက9 နှစ်တိုင်အိမ်မပျော်တဲ့ယောဂဝေဒနာခံစားနေရတဲ့ CEO ဟာသူမရဲ့စံပြုတ်ကိုစားပြီးတာနဲ့အိပ်ပျော်သွားခဲ့တာပါပဲ။ဒါပေမဲ့ CEO ဟာအိမ်ထဲမှာ CCTV တွေကိုစစ်ဆေးရင်းနဲ့သူမရဲ့တငယ်ချင်းတွေဖုံးပြောနေတဲ့အတန်ကိုကြားလိုက်ရတဲ့အခါမှာတော့အရာအလုံးကပြောင်းလဲသွားခဲ့ပါတယ်။ငါ CEO ကိုယူပြီးချမ်းချမ်းသာသာနေမလို့အိမ်ပေါ်လာလောက်တာဆိုတဲ့သူမရဲ့နောက်ပြောင်ပြောဆိုမှုက CEO ကအတီးယူသွားခဲ့ပါတယ်။ CEO အမုန်းဆုံးရာကပိုက်ဆံမတ်တဲ့မိန်းကလေးတွေချက်ချင်းဆိုသလိုပဲသူမကိုအလုပ်ဖြုတ်လိုက်ပါတယ်။ဘာအပြစ်လုပ်မိမှမသိတဲ့သူမဟာညာကြီးမင်းကြီးအထုပ်ပိုးတွေနဲ့အိမ်ကနေထွက်လာခဲ့ရပါတယ်။လမ်းမှာလူမိုက်တစုံနဲ့တွေ့ပြီးအန္တရာယ်ကြုံနေရတဲ့အချိန်မှာပဲကဲတင်ရှင်ဖြစ် CEO ဟာရောက်ရှိလာပြန်ပါတယ်။သူမရဲ့နောက်ပြောင်ပြောဆိုမှုကိုနားလည်မှုလွဲခဲ့မှသိသွားတဲ့အခါ CEO ဟာသူ့ကိုအိမ်တော်ကိုပြန်လဲခေါ်ဆောင်လာခဲ့ပါတယ်။ဒါပေမဲ့မနော်လိုတဲ့အိမ်ပေါ်တယောက်ရဲ့လုပ်ကြံမှုကြောင့်သူမဟာ CEO ရဲ့အစားအသောက်ထဲမှာဆွေးတွေခတ်တယ်ဆိုတဲ့ CEO ရဲ့မိခင်ကလာရောက်ဆွဆွဲပါတော့တယ်။အကောက်ကျန်ခံရတဲ့သူမရဲ့ကံကြမ္မာဟာ